ကလေးတို့ရေမင်္ဂလာပါဦးတို့ရဲ့ပုံမြင် YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီနေ့မှာတော့ဖွေရစိတ်နဲ့နှံကောင်းဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးသွားအောင်နော်တခါပူပြင်းလာတဲ့နွေရာသီနေ့တစ်နေ့မှာပျော်ပျော်နေတတ်တဲ့နှံကောင်လေးတစ်ကောင်ရှိပါတယ်သူဟာတနေ့ကုန်ပျော်ပျော်ရှင်းနဲ့ရှင်းတွေဆိုဒုတိယရီတီဘာမှမပူဝင်ပဲနေတတ်သူပေါ့အဲ့ဒီအချိန်မှာပဲအလုပ်ကြိုးစားတဲ့ပြည့်စိတ်လေးတအုပ်ကတော့လာမယ့်ဆောင်းရသည့်အတွက်အစားအစာတွေကိုအသေးအတန်ရှာဖွေစုဆောင်းနေကြပါလေဒီနေ့မှာနှံကောင်လေးဟာအပင်ပေါ်ကနေပြီးအရှင်းဆိုနေတယ်အောက်မှာပင်မတကြီးလှုပ်လှုပ်နေလို့ပြည့်စိတ်လေးတွေကိုမြင်လိုက်ရတယ်ဟေးပြည့်စိတ်မင်းတို့ဘာလို့ဒီလောက်ပင်မခံနေရတာလဲလာပါကွာငါနဲ့အတူတချင်းဆိုပြီးပြောကြရအောင်လို့လမ်းပြောလိုက်တယ်။ရွေးစိတ်ခေါင်းဆောင်ကဟုတ်သေးဘူးနှံကောင်ရအခုကနွေရာသီမို့အစာတွေပေါ်တယ်ဒါပေမဲ့စောင်းရာသီရောက်လာတယ်အစာရှားလိမ့်မယ်အဲ့ဒီတွေငါတို့အခုကတည်းကကြိုတင်စူဆောင်းနေရတာလို့ပြန်ပြောလိုက်တယ်။ဒါပေမဲ့နှံကောင်လေးကတော့ဟာစောင်းရာသီကဝေးပါသေးတယ်ပျော်စရာကောင်းတဲ့ဒီနွေရာသီမှာဘာလို့အလုပ်တွေပင်ပန်းခံနေမှာလဲဆိုပြီးတော့ဆက်ပြီးတော့ပျော်နေခဲ့ပါလေရသက်ပတ်တွေကုံဆုံးလို့နွေရာသီကနေစာအူပြီးတော့စောင်းရာသီကိုရောက်လာခဲ့ပါပြီကောင်းကင်တစ်ခုလုံးမီးကိုရောင်တန်းပြီးစီးနင်းနေကြလာတော့တာပေါ့ကွယ်မခင်းတွေတစ်ပြင်းတွေဟာနှင်းဖြူတွေနဲ့ဖုံးလန်းသွားခဲ့လေခုတော့နှံကောင်လေးခမစာလောင်မှုတံကိုခံစားနေရပြီစားစရာလည်းမရှိတော့ဘူးသူ့မှာအစားအစာဘာတစ်ခုမှစူဆောင်းထားတာမရှိဘူးလေအေးခဲနေတဲ့ရာသီဥတုမှာအစာရှားမရပဲအားရင်တွေပုံခန်းနေပါပြီနောက်ဆုံးမှာတော့နှံကောင်လေးဟာဗိုက်စာလုံးတော့အားရင်ကြီးနေစွာနဲ့ပဲဖေရစိတ်တွေရဲ့အိမ်ကိုရောက်လာခဲ့တယ်တကားခောက်ပြီးတော့ဖေရစိတ်ငယ်ချင်းတို့ငါအစာမရှိတော့တည်တော့မယ်ငါ့ကိုကူညီပါဖို့လို့အတနာခံလိုက်တယ်ဒီလိုနဲ့ပြည့်စိတ်ခေါင်းဆောင်ကတကားဖွင့်ပြီးငွေရာသီတော့ငါတို့အလုပ်လုပ်နေတော့မင်းကတချင်းဆိုပြီးပျော်နေခဲ့တယ်မဟုတ်လားခုတော့မင်းဘာဖြစ်လို့ကူညီလာတောင်းနေရလဲလို့ပြောလိုက်တယ်နန်ကောင်လေးဟာသူ့ရဲ့မှားယွင်းမှုကိုနားလည်သွားပြီးနောင်တရစွာနဲ့ခေါင်းငုံသွားတယ်ပြည့်စိတ်တရားလဲတနာတာနဲ့သူ့ကိုအစာနည်းနည်းပေးခဲ့ပါလေကဲဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုဟာအရေးကြီးဆုံးပါပဲပျော်ဖို့ပဲစဉ်းစားပြီးပြင်းနေမယ်ဆိုရင်နောက်တန်းရစရာတွေနဲ့ရဆိုင်သွားလိမ့်မယ်ဆိုတာပါပဲကလေးတို့ရောဒီပုံမြင်လေးတွေကနေပြီးတော့ဘာသင်ခန်းစာလေးတွေရလိုက်ကြလဲဥဥကိုပြောသွားပေးအောင်နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုလည်းဆက်လက်ပြောပြပေးသွားမှာဖြစ်လို့ဥဥတို့ရဲ့ YouTube channel ကို like and subscribe လုပ်ပေးသွားအောင်နော်နောက်ထပ်ပုံမြင်လေးတွေနဲ့ပြန်တွေ့ကြမယ်တတာ